တာမီတို့ရဲ့မင်္ဂလာပါဒီတစ်ပတ်သင်ခန်းစာလေးမစခင်မှာအင်္ဂါလေးပို့ထားရဲ့တတလေးတယောက်ရဲ့ပုံလေးပြန်ပေးစင်ပါတယ်။ဒါတို့သမီးတို့ရဲ့မိသားစုဓာတ်ပုံလေးကပ်ပြီးတငယ်ချင်းတွေကိုမိတ်ဆက်ပေးအောင်ဆိုတဲ့အခန်းလေးမှာအင်္ဂါလေးမှာပေါ့နော်ဒီမှာတတလေးတယောက်ကပုံလေးဆွဲပြီးတော့ပြထားပြီးရဲ့ဒါဖေဖေရဲ့မမေရဲ့တတရဲ့ညီလေးလားညီမလေးလားပေါ့နော်ဆွဲပြီးထားပါတယ်။ဟုတ်ပါပြီ။ဒီနေ့တော့ဆရာမတို့အရင်တစ်ပတ်ကပြီးလေးလုံးပြောပြသွားပြီသူ့ရဲ့နာမည်ကကာကြီးခါခွေခါငယ်ငါသူ့ရဲ့အတန်ကကာခါခါငါဆိုပြီးတော့ထွက်တယ်အခုဒီအသစ်ထပ်သွားမယ်ဒီပြီးလေးရဲ့အတန်ကိုတော့စလို့ထွက်ပါတယ်သူ့ရဲ့နာမည်ကစလုံးမှာပြီးကြပြလေးကတော့စစခန်းသာတောင်တန်းပြပဲဖြစ်ပါတယ်စစခန်းသာတောင်တန်းပြပြီးရဲ့အတန်ကစပြီးရဲ့နာမည်ကစလုံးအဲဆိုရင်အခုဒီအောက်ကပုံလေးကိုကြည့်ကြရအောင်ပုံထဲမှာပထမပုံလေးကခလေးပုံလေးဒုတိယပုံကအလဲရပုံလေးကငှက်ခလေးတတိယပုံအဆုံးဆုံးကပုံလေးကစာအိတ်လေးအဲဆိုရင်စပြေးတန်ပါတဲ့ပုံလေးကဘယ်ပုံလေးဖြစ်မလဲဟုတ်တယ်စာအိတ်လေးကစပြေးတန်ပါတယ်အဲဆိုလို့ရှိရင်စာအိတ်လေးကိုအရောင်ချကြမယ်ကဲရောင်ချပြီးပြီဆိုရင်တော့ဆင်မတို့စာလုံးကိုတစ်ချောင်းရေးပါမယ်စာလုံးကိုရေးတဲ့အခါမှာစာလုံးကိုရေးရင်ဒီနားလေးကနေစပြီးတော့ညာဘက်ကိုဝိုင်းလာမယ်ပြီးတော့လို့ရှိရင်အစံလေးထည့်ပါမယ်စာလုံးကိုရေးရင်အစင်တစ်စင်ပဲလိုပါတယ်ကဲစာလုံးလေးကိုတစ်ချောင်းရေးကြည့်ကြမယ်နော်ပါစက်ကလည်းဆိုပြီးတော့စာလုံးဆိုပြီးတော့ရေးကြရအောင်ကဲကျန်တဲ့ဟာစာမျက်နှာတစ်မျက်နှာလုံးကတော့အင်စာအနေနဲ့ရေးကြမယ်နော်အခုစာလုံးရေးပြီးသွားပြီဆိုရင်နောက်ထပ်ပြီးအသစ်တစ်လုံးတက်ပါမယ်ဒီပြီးလေးရဲ့နာမည်ကတော့စလိန်လို့ခေါ်ပါတယ်စလိန်မှာပြီးရဲ့အတန်ကတော့စလို့ပဲထွက်ပါတယ်စာလုံးလုံးကလိုပဲစလို့ပဲထွက်ပါတယ်စလိန်ကိုရေးရင်တော့အစင်က2ဆင်းရှိပါတယ်တသားတို့မမီတို့ခါခွေးလေးကိုရေးတတ်သွားပြီဆိုတော့ခါခွေးလေးကိုအရင်ဆွဲပါမယ်အစင်1ကပြီးတော့ခါခွေးလေးရဲ့နောက်မှာဝါလုံးလေးတစ်လုံးကပ်ပါမယ်ဒါကိုစလိန်လို့ခေါ်ပါတယ်အတန်ကတော့စလို့ထွက်ပါတယ်စပြီးလေးရဲ့ပြီးကြပြလေးကတော့စဆရာမယူသေးကြပဲဖြစ်ပါတယ်စဆရာမယူသေးကြစလိန်ဆရာမယူသေးကြလို့ဆိုလို့လည်းရပါတယ်ဒီကတော့ပြီးတဲ့နဲ့ဆိုမယ်ဆိုရင်တော့စဆရာမယူသေးကြပြီးတော့ရင်တော့ဒီအောက်ကပုံလေးကိုကြည့်ရအောင်စတဲ့ပါတဲ့ပုံလေးကဘယ်ပုံလေးဖြစ်မလဲစုံစုဖလားဟုတ်တယ်ဒါလေးကအပင်ဒါဆိုတော့ဟုတ်ပါတယ်အလဲအစုဖလားလေးကိုအရောင်ချဲကြမယ်နော်အရောင်ချဲပြီးပါပြီဆိုရင်တော့ဆရာမတို့စလိန်ကိုပေါ့နော်တစ်ချောင်းရေးပါမယ်ခုနကပြောထားရဲစလိန်ကိုရေးတဲ့အခါမှာခါခွေးလေးရဲ့ဝါလုံးလေးပေါ့နော်ခါခွေးလေးအစင်း2ဆင်းဆွဲရပါမယ်အဲဆိုရင်စလိန်လေးကိုတစ်ချောင်းရေးကြည့်ကြရအောင်ကဲစလိန်တစ်ချောင်းရေးပြီးသွားပြီဆိုရင်တော့ဆရာမတို့နောက်ထပ်တစ်လုံးတက်ပါမယ်နောက်ထပ်တစ်လုံးကတော့စာကွဲလို့ခေါ်ပါတယ်သူ့နာမည်လေးကစာကွဲပါအတန်ကတော့စာလို့ထွက်ပါတယ်သူ့မှာလည်းစီးရင်အစင်တစ်စင်ပဲရှိပါတယ်အောက်ကနေစာမယ်ငါရေးတယ်လို့မျိုးပေါ့နော်ဒီအောက်ကနေစာမယ်ဝိုင်းလာမယ်ပြီးရင်အစံလေးထည့်လိုက်ပါမယ်နာမည်ကစာကွဲပါအတန်ကစာပါသူရဲ့ပြီးကြပြလေးကတော့စာဇလက်ဖြူတင်းကျူကျူစာဇလက်ဖြူတင်းကျူကျူပဲဖြစ်ပါတယ်ပြီးကြပြလေးတစ်ခြားနားထောင်ကြည့်အောင်စာဇလက်ဖြူတင်းကျူကျူကဲစာခွဲလေးကိုပြီးကြပြလေးဆိုပြီးသွားပြီဆိုရင်ပုံလေးကြည့်ရအောင်စားတန်ပါရဲ့ပုံလေးကြည့်ရအောင်ပထမပုံလေးကဘာလေးလဲဆိုတော့ခေါင်းလောင်လေးဟုတ်တယ်ပြီးတော့နောက်တစ်ခုကခရုလေးဟုတ်တယ်နောက်ဆုံးပုံလေးကကျတော့ပန်းလေးပန်းလေးမှာသူကဘာပန်းလေးလဲဆိုတော့ဇလက်ပန်းလေးပန်းနာမည်လေးကဇလက်ပန်းလို့ခေါ်ရပါတော့အဲဆိုတော့ဆရာမတို့အယောင်ချရမယ့်ပုံလေးကဘယ်ပုံဖြစ်မလဲဆိုတော့ဇလက်ပန်းလေးဖြစ်ပါတယ်သူ့ရဲ့ပြီးကြပြမှာလဲစားဇလက်ဖြူတင်းကျူကျူဆိုတဲ့အထိပ္ပယ်လေးကဇလက်ပန်းလေးကဖြူဖွေးပြီးတော့သူ့ရဲ့အနံ့လေးကလည်းတင်းကျူပြီးတော့မှုေးနေပါတယ်လို့ပြောချင်တာပါဇလက်ပန်းလေးကဘာရောင်ရှိလဲတာရုံမီတော့ဟုတ်တယ်အဖြူရောင်လေးရှိရယ်နော်က
ကဲပြီးသွားရင်တော့အစာခွဲလေးကိုတစ်ချောင်းရေးပါမယ်ပါပြီစာခွဲတစ်ချောင်းရေးပွားရဆိုရင်တော့တမျက်နှာကိုအင်စာရေးကြမယ်နော်အခုဇမတို့ဘယ်နှလုံးပြီးသွားပြီလဲဆိုတော့ဒီနေ့အတွက်3လုံးပြီးသွားပြီနာမည်လေးကစာလုံးစာလိန်စာခွဲအတန်လေးကစာနောက်တစ်ခုကတော့ညလို့ခေါ်ပါတယ်သူ့ရဲ့နာမည်ကလည်းညပါသူ့ရဲ့အတန်လည်းညလို့ထွက်ပါတယ်ညကိုရေးမယ်ဆိုရင်အစဉ်20ရှိပါတယ်ဒီမှာနံပါတ်1အစဉ်လေးကဒီပေါ်ကနေစမယ်ပြီးရင်6ရောက်လေးရှိရှိဆွဲပါမယ်ပြီးရင်ဒုတိယတစ်ဆင့်ကတော့ဒီပေါ်ထပ်စားပြီးတော့ဝဝိုင်လေးဆွဲပါမယ်ညပါညရဲ့ပြီးကြပြလေးကတော့ညနေခင်းရေခတ်စင်ညနေခင်းရေခတ်စင်ပါတယ်ပြီးကြပြလေးကညနေခင်းရေခတ်စင်ပါကဲညလေးကြည့်ပြရည်ဆိုရင်အောက်ကပုံလေးကိုကြည့်ရအောင်ညဆိုတဲ့ပြီးအတန်ညတန်လေးပါတဲ့ပုံလေးကဘာလေးဖြစ်မလဲဆိုတော့ဒါကိုမျိုးစဉ်းစားကြည့်ပါဦးဘယ်ပုံလေးဖြစ်မလဲဟုတ်တယ်ကြောင်လေးရယ်ငါးလေးရယ်ပါတယ်အဲဆိုဒါကြီးကအပင်ကြီးတစ်ပင်ဖြစ်မယ်အဲဆိုအပင်ကြီးကဘာပင်လဲဆိုတော့ညောင်ပင်ပါညောင်ပင်ပေါ့နော်အဲဆိုတော့ညတန်ပါတဲ့ပုံလေးကဒီညောင်ပင်ပုံလေးဖြစ်ပါတယ်ညောင်ပင်ပုံလေးကိုအရောင်ချဲရမှာပါကဲညောင်ပင်လေးကိုရောင်ချဲပြရဆိုရင်တော့ညကိုတစ်ချောင်းရေးကြည့်ကြရအောင်ပြီးသွားကြပြီဆိုရင်တော့ခြေတို့ဒီနေ့ဘာပြီးခဲ့လဲဆိုတာကိုပြန်စဉ်းစားရအောင်အစအဆုံးတစ်လုံးကစာလုံးတင်ခဲ့တယ်ပြီးတော့စာလိန်ပြီးတော့စာခွဲပြီးတော့ညဖြီးရလေးလုံးမှာအရင်တစ်ပတ်ကတော့ဖြီးရကာကြီးခါခွဲခါငယ်ငါဆိုပြီးတော့ဖြီးလေးလုံးတင်ထားတယ်ဒီတစ်ပတ်မှာစာလုံးစာလိန်စာခွဲညဆိုပြီးတော့ဖြီးလေးလုံးထပ်ပြီးတော့တင်တယ်အဲဆိုတော့ဖြီးအလုံးပေါင်း10လုံးရှိပါပြီနော်ဖြီးကြပြလေးလည်းမမီတို့နဲ့အတူတူပြန်ဆိုကြည့်ကြမယ်ကဆိုရင်ကခလေးငယ်ချစ်ဆက်ပွဲခဆိုရင်ခခရီကုန်းမလေးပြုံးကားဆိုရင်ကားကနန်းတင်ဖြုံးရွှင်ငါဆိုရင်ငါငချိတ်ပေါင်းစားလို့ကောင်စာဆိုရင်စာစခန်းသာတောင်တန်းပြစာလိန်ဆိုရင်စာဆီယာမရုပ်သေးချစာခွဲဆိုရင်စာဇလက်ဖြူတင်ကျူညဆိုရင်ညညနေခင်းရေခန့်စင်းဆိုပြီးတော့ရေကပြလေးရှိပါတယ်ရေကပြရဲ့အစာလေးမှာတော့ကြတော့ပြီးစလုံးလေးမစားခင်မှာဟိုအရှိမှာတော့အခန်းထဲအစာမှာတော့ကြပြလေးတစ်ပုတ်တင်ခဲ့တယ်အဲ့ဒါပါလေးလဲဆိုတော့စာလုံးဖိုးစာလုံးစောစီစာဆိုတော့စာဆိုလုံးမှာဘိုက်ကစာစီစန်းစားဖို့ထမင်းရှာအောက်ဆင်မာလားစင်ပေါ်လားစာဆိုပြီးတော့ဖိုးစာလုံးကြပြလေးဆိုကြရနော်ကြပြကဘယ်နှပုံရှိသွားလဲဆိုတော့အချိန်မှာမင်္ဂလာပါကြပြရဲ့ဖိုးစာလုံးကြပြရဲ့ဆိုတော့နှစ်ပုံရှိသွားပြီနှစ်ပုံကိုမေရုနဲ့တူတူပြန်ပြီးတော့အိမ်မှာလေ့ကျင့်ကြမယ်အခုဆရာမတို့ဒီ slide လေးကိုဆက်ကြည့်မယ်ရုပ်ပုံလေးကိုကြည့်ကြရဲ့အဖြစ်မှန်ပြီးကိုဝိုင်းကြမယ်ကြည့်ရအောင်ပုံထဲမှာဗာလေးတွေ့လဲဆိုတော့ဟုတ်တယ်ညမိုးချုံနေတဲ့ပုံလေးဟုတ်တယ်နော်ဒါလေးကလည်းတာနဲ့ကောင်းကင်ရမှောင်မဲနေအဲဒါဆိုတော့သူကဗာလေးကိုဝိုင်းထားလဲဆိုတော့ညကိုဝိုင်းထားတယ်ဟုတ်ပြီဆိုဒုတိယပုံကြည့်မယ်ဒီဘက်ခြမ်းမှာညာဘက်ခြမ်းမှာအဲ့ပုံလေးကကြတော့ခရဲ့စာရဲ့ပေးထားတယ်ပုံလေးကဘာပုံလေးလဲဟုတ်တယ်ခေါင်းလောင်းပုံလေးဆိုတော့ဆရာမတို့ခါကိုဝိုင်းကြမယ်နောက်တစ်ခုကကြတော့ငှက်ကလေးပုံလေးပေးထားတယ်အဲဆိုတော့စာရဲ့ကရဲ့ငါရဲ့မှာဗာလေးဖြစ်မလဲဟုတ်တယ်ငါလေးဝိုင်းရမယ်နောက်တစ်ခုကကြောင်ပုံလေးပေးထားတယ်ကရဲ့စာရဲ့ခါရဲ့မှာဗာလေးကိုဝိုင်းကြမလဲဟုတ်တယ်ကောက်ဝိုင်းရမယ်နောက်တစ်ခုကဘာကောင်ကြီးလဲဟုတ်တယ်ကောစီလာဆိုတော့ကောက်ကိုဝိုင်းမယ်နောက်တစ်ခုကစပြစ်သေးဟုတ်တယ်စာလုံးကိုဝိုင်းရမယ်နောက်တစ်ခုကဘာလဲဆိုတော့ဆေးဆိုတော့ဟုတ်တယ်စာလိန်လေးကိုဝိုင်းမယ်နောက်တစ်ပုံကဆုံးဟုတ်တယ်ဆုံးဆိုတော့စာခွဲလေးကိုဝိုင်းရမယ်ကဲအဲ့ဆိုနောက် slide လေးကြည့်ရအောင်နောက် slide လေးကကြတော့ရုပ်ပုံလေးကိုကြည့်ကြရဲဖြီးကလေးတွေရေးကြမယ်ဖြီးရေးဖို့အတွက်ပုံလေးကဘာပုံပေးထားလဲခ
ဟုတ်တယ်ငရုတ်တီဆိုတော့ဗာလေးရေးပေးရမှာလဲငါဟုတ်တယ်နောက်တစ်ခုကဈေးကွက်လေးဆိုတော့စဟုတ်တယ်နောက်တစ်ခုကချင်းသိလေးဆိုတော့ခဟုတ်တယ်နောက်တစ်ခုကစွန်လေးဆိုတော့စနောက်တစ်ခုကစုဖလားဆိုတော့စလိန်ရေးမယ်ဟုတ်တယ်နောက်တစ်ခုကကက်ကြီးကနောက်တစ်ခုကဂီတာဟုတ်တယ်ကနောက်တစ်ခုကညောင်ပင်အဲဆိုတော့ညဟုတ်ပါပြီဒီနေရာမှာစွန်လေးမှာဆိုလို့ရှိရင်စတန်ပါတဲ့အတွက်ကြောင့်စွန်ဆိုတော့စလုံးရဲ့စလေးရဲ့နှစ်ခုရှိရဲ့ဘာလေးပဲရေးရမှာလဲဆိုတော့စလုံးလေးရေးရမှာဘာလို့လဲဆိုတော့စွန်ကိုစလုံးနဲ့ပဲပေါင်းလို့နောက်တစ်ပုံမှာတော့စုဖလားလေးပေါ့နော်စုဖလားလေးကလည်းစတန်ပါရဲ့ဒါပေမဲ့စုဖလားစုဆိုလို့ရှိရင်ကြတော့ဆရာမတို့စလိန်နဲ့ရေးအတွက်ကြောင့်စုကိုစလိန်လေးရေးပါမယ်ကဲအဲဆိုရင်တော့ဒီတစ်ပတ်တော့ကတော့ဒီပဲပေါ့နော်အင်္ဂါလေးရေးပြီးတော့ပြကြမယ်နော်